ကျင်တာတော့ဗျာဆရာတော်ဘုရားရဲ့အဲဒီခုဒီတရားပြပေးခဲ့ဘူးတဲ့တပည့်တွေထဲမှာဒီအတိတ်ဘဝကိုပြန်ကြည့်တဲ့အခါမှာအားလုံးကဒီလူဘဝကနေပဲဒီဘက်အားလုံးကပထမဘဝမှာလူဘဝကနေပဲဒီဒုတိယဒီအခုဘဝမှာလူပြန်ဖြစ်တဲ့သူတွေပဲများပါသလားဆရာဒါမှမဟုတ်လို့ရှိရင်တခြားဟိုပေါ့ပိတ္တာဘဝတို့နဘဝတို့အဲ့လိုလူမျိုးတွေရောဆရာတော်ဘုရားတွေ့ကြုံမှုပါသလားဗျာရှိပါရှိတယ်နော်ပိတ္တာဘဝကနေပြီးတပြီးတော့ကြောက်ပါဗျာတပြီးတော့ထပ်ပြီးသိကျင်တာပိတ္တာဘဝကနေပြီးတော့ဓာတ်ရိုက်လူဘဝကိုရောက်လာတဲ့ပုဂ္ဂိုလ်တွေကတရားအထုတ်ဖို့သူတို့မှဉာဏ်မျိုးတွေပါနိုင်ပါဗလားဗျာအဲ့ဒါသိကျင်ပါတယ်ဗျာပါပါတယ်အဲ့ဒါကဒီပါရမီကဘဝများစွာကစီးပူခဲ့တဲ့ပါရမီလည်းဒါပြီးပြည့်စုံပြုပါတယ်အတိတ်ကဒီပိဋကဘဝမရောက်ခင်တိရစ္ဆာန်ဘဝမရောက်ခင်ပေါ့ဟိုဘက်လွန်ခဲ့တဲ့ဘဝတစ်ခုမှာပါရမီမျိုးစေ့တွေထူထောင်ခဲ့တယ်အကြောင်းမလားလို့ပိဋကဘဝတိရစ္ဆာန်ဘဝရောက်သွားခဲ့ရင်လည်းဒီဘက်မှာမဲ့ဖို့နေပါရနိုင်ပါတယ်နမူနာလေးတစ်ခုဘုန်းကြီးသတိရတာပေါ့နော်ယောဂီတူသူကအတိတ်ကိုလှမ်းရှုလိုက်တဲ့အခါသူကနွားဖြစ်နေတယ်နွားဘဝကနေပြီးတော့ဒါပြည့်အမှတ်ရနေတယ်သူလူဘဝကိုသူကအမှတ်ရတယ်အမှတ်ရပေမဲ့လို့သူမျက်ရည်တော့ခဏခဏကြမိတယ်သူအတိတ်ဘဝကယဟန်ပဲဒုတိယအတိတ်ကပြဿနာကဘာဖြစ်လာလဲဆိုတော့ယဟန်ဘဝမှာသူများတွေအသားစားရင်သူကတအားရှုံချတယ်အထူးသဖြင့်နွားသားစားတဲ့လူတွေကိုသူအကြီးကျယ်ကန့်ကွက်တယ်အကြီးကျယ်သူကရှုံချခဲ့ရပြီးစကားပြောတယ်တရားတော်နီလန်းဖြင့်ပြောတာဒါဘုရားရှင်လည်းခွင့်ပြုပါတယ်နော်ခုလိုအတင်းနည်းနည်းလေးနှိမ့်ချတဲ့သဘောနဲ့ဒေါသကြီးနဲ့ပြောခဲ့ပြီးတော့ဒီပြောတဲ့အကုသိုလ်ကံရဲ့စွမ်းအားကြောင့်ဒီကနေ့ကာလမှာဒီနွားအာယုံထင်ပြီးတော့အဲ့နွားဘဝကိုသူရောက်သွားတယ်ဒါပေမဲ့နွားဘဝရောက်တဲ့အခါငါယဟန်ဘဝကလာခဲ့တယ်ဆိုတော့သူကသဘောပေါက်တယ်ပြန်အမှတ်ရဘဝကတိတ်နီးနေတာကိုပြန်အမှတ်ရနေတာအမှတ်ရနေတဲ့အတွက်ခဏခဏသူမျက်ရည်နောက်ဘဝမှာကြာရပါတယ်သူပြောခဲ့မိတဲ့ဝစီကံအပြစ်တွေကိုလည်းသူပြန်ပြီးအမှတ်ရတဲ့အတွက်နောင်တရနေတယ်ဒါပေမဲ့ဒီဘဝမှာတော့သူကလူပြန်ဖြစ်ပါတယ်အဲ့လူဖြစ်တဲ့ကံကသူအတိတ်ဒုတိယအတိတ်ကသူယဟန်ဘဝနဲ့တရားဘာဝနာတွေအထိုက်လျောက်ရှုခဲ့မှုတယ်ဓကမထန်နဲ့သူရှုခဲ့မှုတယ်ဒါပေမဲ့ကလတ်တွေမြင်တဲ့အဆင့်လောက်တော့ရောက်တယ်ဒါပေမဲ့အဲ့ကလတ်ကိုတက်ခွဲနိုင်တဲ့အဆင့်တော့မရောက်ဘူးသူသိနားမလဲဘူးဆရာသမားလည်းကောင်းကောင်းမရှိဘူးအဲ့ဒီကံလေးကအကျိုးပေးလိုက်တော့ဒီဘဝမှာသူလူလာဖြစ်တယ်ဒါပေမဲ့လူဘဝနဲ့ဆက်ပြီးတရားအထုတ်လိုက်တော့ရပါတယ်ဝိပဿနာဉာဏ်ကြီးဖြစ်နိုင်ပါတယ်စိတ်မပူနဲ့ကိုကအထုတ်ဖို့တော့ဟောကြမရိယာလင်မယားတယောက်အတူတူထိုင်ပြီးပြောသွားဘယ်တော့အားကြဖို့ကောင်းဟမ်ကိုလည်းထိုင်ပြီးဖြတ်ဖို့ပြောဖို့ဒီတရားတွေ